မိုးချိုးကိုမီးတောင်းနဲ့မရှိလောက်ခေါက်မဲ့ Hot Skin ကိုလာမယ့် Honor Pass Season မှာထည့်ပေးသွားမယ်လို့သတင်းတက်တဲ့ကြားနေမိတဲ့အတွက်နောက်လာ Honor Pass မှာပါလာဖို့ဖြစ်နိုင်ခြေအများဆုံး Skin 3ခုကိုအစီရင်ခံတင်ဆက်ပေးလိုက်ပါတယ်ဗျ။ဒါဆိုရင်အချိန်ဆွဲမနေတော့ဘဲနဲ့ Skin လေးတွေစီကိုတမ်းပြီးသွားလိုက်ကြအောင်ပါ။ပထမဆုံး Skin လေးကတော့ Honor Pass ကိုဝယ်မဝယ် Pass Level 20ရောက်ရင် Free ပေးမယ်ကျွမ်း子ရဲ့ Skin လေးပဲဖြစ်ပါတယ်။ဒါဆိုရင် skin ရဲ့အဖက်အခြေအနေကိုတစ်ချက်တော့ show ကြည့်လိုက်အောင်ပါဒီ level 20မှာ free pay ရဲ့ skin ဆိုတာကျွန်တော်တို့ season skin နေရာမှာအစားထိုးပြီးပေးတဲ့ skin ဖြစ်တဲ့အတွက် design အပြောင်းလဲအနှဲငယ်နဲ့ skill color အပြောင်းလဲအနှဲငယ်ကိုသာမြင်တွေ့ရမယ် rare skin တစ်ခုပဲဖြစ်ပါတယ်မိတို့ပင်ဆိုစေကမူ skin အထွက်နေတဲ့ sport player များအတွက်တော့အစိမ်းရောင်ဘက်တန်းနဲ့အဝါရောင်ဝစ်စရာအင်ဂျင်တစ်ထည်တိုးလာတယ်ပေါ့ဗျာဒုတိယ skin တစ်ခုကတော့ Honor Pass ကိုဝယ်ခြင်း level 1မှာတင်ရရှိမယ် Erin ရဲ့ rare skin လေးပဲဖြစ်ပါတယ် intro animation နဲ့ပြီးရင်ဒီ skin လေးရဲ့ design color ကိုလည်းတစ်ချက်လောက်တွားကြည့်လိုက်ကြအောင်ပါဒီ skin လေးမှာဆိုရင် Erin ရဲ့ဝတ်စုံကိုရောစပင်ရံကိုရောပြောင်းပေးထားပြီးတော့ scale effect အရောင်တွေကိုလည်း Honor Pass ရဲ့ theme ဖြစ်တဲ့မီးတောင်းတဲ့အလိုက်အနီမကြလိမ္မော်မကြလီဆက်ပြီးထည့်သွင်းပေးတာကအတော်လေးမျက်စိပရာသာဖြစ်ပြီးတော့ rare skin တစ်ခုအနေနဲ့ကတော့ဘာပဲပြောသူ့အိုးနဲ့သူ့ဆန်တန်တယ်လို့ပြောလို့ရပါတယ်ဗျနောက်ဆုံး skin လေးကတော့ဒီ Honor Pass ရဲ့မင်းသားကြီးဖြစ်ပြီးတော့ Honor Pass ရဲ့ main theme ဖြစ်တဲ့မီးတောက်ကိုကိုစားပြုတဲ့မိုးချိုးတို့ရဲ့အရှင်သခင်စည်းကုန်းတန့်ဒါမှမဟုတ်တဖားရာရဲ့ epic skin ပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ intro animation နဲ့ပြီးရတယ် skin လေးရဲ့အနေထားမွေဖားကိုတစ်ချက်လောက်တွားရှိုးကြည့်လိုက်ကြရအောင်ပါဒီနေရာမှာတခုသတိချက်စေချင်တာကတော့ကျွန်တော်အခုပြောနေတဲ့ skin 3ခုစလုံးဟာတစုံတစ leak data rumor အဆင့်သာရှိသေးတဲ့အတွက် skin တစ်ခုချင်းစီလည်းပြောင်းလဲနိုင်တယ်လို့ဆက်လိုက်ကြီး theme တစ်ခုလုံးပြောင်းလဲသွားနိုင်ခြေလည်းရှိပါသေးတယ်ဗျ။ဘာပဲပြောပါအိန္ဒိယကိုစားပြု hero Devara အနေနဲ့ hero model ကိုပြောင်းလဲထုတ်ထားပြီးသားလမ်းရှားပုံကအစားအထာမကျတဲ့နေရာမရှိတဲ့ကျွန်တော်တို့ရဲ့ Sigma မေးကြီးစည်းကုန်းတန့်ကိုခုလိုမျိုး epic skin အနေနဲ့တကယ်ကြီးကိုင်ခွင့်သာရနိုင်မယ်ဆိုရင်တော့အတိုင်းမသိပြောင်းမိမှာပါ။ကဲပါလေကြောလက်ရှင်နေပြီဆိုတော့ skin လေးအကြောင်းကိုဆက်လိုက်ရအောင်ပါ။ဒီ skin လေးဟာဆိုရင်အခုနောက်ပိုင်းမှာထွက်လာတဲ့ epic skin လိုမျိုး scale effect တော့ဖော်ဖော်တည်မပါပဲမယ် automate တောင်းလိုက်တဲ့အခါမှာဆိုရင်လုံးလုံးကိုမီးတောက်လူသားဖြစ်သွားရတယ် scale 1ကမီးလက်တိကြီးတွေ scale 2ကမီးချပန်းတွေအပြင်မှာ automate သုံးနေစဉ်အချိန်သွင်းမှာရွာနေတဲ့အဝါရောင်နဲ့လိမ္မော်ရင့်ရောင်မီးတောက်ကြီးတွေဟာမီးတောက် effect တွေကိုသဘောကျတဲ့ player တွေကိုတော့အကြိုက်တွေ့စေလိမ့်မယ်လို့ထင်မိပါတယ်ဗျဒါဆိုရင်ကိုလူတို့ရောအကယ်၍များတာနောက် season မှာတကယ်ကြီးစည်းကုန်းတန့်ရဲ့မီးလူသား skin ကို main theme ထားပြီးထွက်လာမဲ့ Honor Pass တာတကယ်ကြီးထွက်လာဖြစ်ခဲ့ရင်သဘောကျကျဉ်းပြီးဝယ်ဖြစ်လောက်မှာလားဗျကျွန်တော်တို့ရေခဲတော့မှာနောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆောင်တွေ့ကြပါသေးတယ်ဗျ